ညီကိုရီမင်္ဂလာပါကျွန်တော်ကတော့ LYA နိုဇာနွားချန်ကကြော်စင်ဦးဖြစ်ပါတယ်တကယ်တော့နွားသားချင်မဲ့သိတယ်ဆိုတာကအရန်ကြီးခက်ခဲနေတဲ့အရာတော့မဟုတ်ဘူးဘာလို့နွားတွေမှာဒီနွားသားချင်မဲ့ကျွေးရတဲ့အကျိုးကျေးဇူးများလဲဆိုရင်ကျွန်တော်တို့နိုဇာနွားတွေမှာဆိုလို့ရှိရင်နှုတ်ထနှုံတက်စေတယ်အသတိုးနွားတွေမှာဆိုရင်လည်းကြီးထွားနှုံမြန်စေတယ်ပေါ့ဗျာသူကဘာလဲဆိုတော့စွန့်နဲ့ပေးတာပေါ့ဗျာချင်ဘက်လှုပ်လိုက်လို့ရှိရင်သူကျွန်တော်တို့အချောက်လန်းတာနဲ့စားလို့ရှိရင်ဒီအာဟာရတန်ဖိုးတွေကအပြည့်အဝထိန်းချုပ်ပြီးသားဖြစ်သွားတယ်ပေါ့ဗျာကျွန်တော်တို့ဒီအပင်တပင်ရဲ့ပြောင်းမှုပင်ဆိုလို့ရှိရင်သူ့ရဲ့ဟော်မုန်းတက်ကြွယ်ဝနေတဲ့အချိန်မှာကျွန်တော်တို့ကတိတ်ပြီးတော့ကြာတော့ချင်ဘက်လှုပ်တဲ့အာဟာရတန်ဖိုးကလည်းမဆုံရှုံဘူးပိုးပြီးတော့ကြာကောင်းတယ်ပေါ့ဗျာတို့မိုးရသည်မှာမြက်တွေကပေါ်တယ်ပေါ့ဗျာအစာစိမ်းရတယ်ဒါပေမဲ့ကျွန်တော်တို့နွေရာသီနဲ့စောင်းအောင်ဒီမှာတော့အစာစိမ်းနည်းနည်းရှားတတ်တယ်တချို့နေရာတွေမှာပေါ့ဗျာအဲ့တော့ဒီချင်မဲ့လောက်တာအတွက်ကျွန်တော်တို့တစ်နှစ်ပတ်လုံးဒီအစာစိမ်းစက်မပြတ်ကျွေးရတယ်လို့ဖြစ်တယ်တော့ပုံမှန်ဆိုလို့ရှိရင်ပေါ့ဗျာဒီအချောက်တွေနွားသားအချောက်တွေကုံသွားတဲ့အခါမှာဒီအခင်းတွေမှာတွားပြီးတော့ကျွန်တော်တို့နေ့စဉ်ရိတ်ရတယ်ရိတ်ကျွေးရတဲ့ဟာတွေရှိတယ်ပေါ့ဗျာအဲ့တော့လူလဲဆက်ရတယ်အချိန်လဲဆက်ရတယ်ကျွန်တော်တေယူစိတ်တွေလည်းရှိမယ်ပေါ့ဗျာချင်မဲ့လောက်တာကတော့တနေ့တည်းအပြီးလောက်ရတယ်တခါတည်းသိမ်းရတယ်နောက်တစ်ခုကကြအာဟာရတန်ဖိုးကလည်းတခါတည်းကျွန်တော်ထိမ့်သိမ်းပြီးသားဖြစ်တဲ့အတွက်နွားစာဟိုတရက်ထဲနဲ့ကျွန်တော်တို့အများကြီးသိမ်းထားလို့ရတယ်ပေါ့နှစ်ရှည်ထိအောင်ကျွန်တော်တို့လေးလုံးမဲ့ဆိုလို့ရှိရင်သိမ်းထားလို့ရတယ်ချင်မဲ့ကကျွန်တော်တို့နေပြည်တော်လည်းသိမ်းလို့ရတယ်ဒီပြောင်းလည်းသိမ်းလို့ရတယ်ပေါ့ဗျာကျွန်တော်ကတော့ဒီနေ့မှာတော့ကျွန်တော်ပြောင်းမှုပင်နဲ့ပြောင်းကိုပဲကျွန်တော်ဦးစားပေးပြီးတော့ကျွန်တော်ပြောသွားမှာဖြစ်ပါတယ်တိတ်တာကအမျိုးမျိုးသိလို့ရတယ်ကျွန်တော်ကျင်းနဲ့သိလို့ရတယ်ဒီကျင်းဆိုတာဒီကံပေါ့ဗျာအုတ်ကံလို့ပုံစံမျိုးနဲ့သိလို့ရတယ်နောက်တစ်ခုကဒီကျွန်တော်ဆာလာအိတ်ကျွတ်အိတ်တွေနဲ့လည်းကျွန်တော်သိလို့ရတယ်တမန်သလင်းမှာကျွန်တော်တို့ချင်မဲ့သိတော့မယ်ဆိုလို့ရှိရင်ဘေးဘက်ကအကာရမရှိဘူးပေါ့ဗျာတမန်သလင်းမှာကျွန်တော်တို့နွားစာကိုစုပုံမယ်စုပုံပြီးတော့ကြကျွန်တော်တို့လူနဲ့နင်းမှာလားကျွန်တော်တို့ထွန်ဆက်နဲ့နင်းမှာလားနှစ်မျိုးရှိတယ်ပေါ့ဗျာလူနဲ့နင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ပါချင်းကျွန်တော်တို့ပုံပြီးတော့ဒီ6လမလောက်ပုံလိုက်ကျွန်တော်တို့လူနဲ့တက်နင်းလိုက်ပေါ့ဗျာအဓိကလူနဲ့တက်နေတယ်ဆိုတာကဒီနွားစာတွေရဲ့ကြားထဲမှာကျွန်တော်တို့လေးမခိုးကတ်အောင်ကျွန်တော်တို့နင်းသိတာပဲအမှန်တကယ်ထွန်ဆက်နဲ့နင်းတာဆိုရင်လည်းကျွန်တော်တို့ပါအဲ့လိုပေါ့ရှေ့ကကောနဲ့ပါလေးကျွန်တော်တို့ဖြန့်ပြီးတော့ဒီထွန်ဆက်ရဲ့ weight အားနဲ့ကျွန်တော်တို့ဒီနွားစာပုံကိုကျွန်တော်တို့တက်နေလို့ရတယ်အဲ့တော့ကျွန်တော်တို့တက်နေနေပေါ့ဗျာလိုအပ်တဲ့ကျွန်တော်တို့ဟိုနွားစာအနေထားရောက်ပြီဆိုလို့ရှိရင်ဒီအဲ့နွားစာပုံကိုကျွန်တော်တို့ပထမဆုံးဒီ plastic အမဲဖြစ်အဖြူဖြစ်ရပါတယ်เนาะဒီ plastic ကိုကျွန်တော်တို့အုပ်လိုက်မယ်အုပ်ပြီးတော့ကြာသူ့ရဲ့အပေါ်မှာကျွန်တော်တို့မိုးကတစ်ထက်အုပ်မယ်ပြီးရင်ကျွန်တော်တို့ဒီအပေါ်ကနေပြီးတော့အလေးပင်ပေါ့ဗျာအလေးဆိုတာကျွန်တော်တို့ကားတာရရှိရတခြားအလေးအပင်တွေဟာဒီကျွန်တော်တို့အုပ်မယ်ထပ်ပြီးတော့ထားမယ်အဓိကအဲ့မှာရေးကြီးဆုံးကဒီ plastic ရဲ့မိုးကာတွေကပေါက်ပြဲမနေဘဲနဲ့ကောင်းတဲ့ဟာဖြစ်ဖို့ရေးကြီးတယ်ပေါ့ဗျာအဲ့လိုမှမတက်နိုင်ဘူးဆိုရင်လည်းဒီသူ့ရဲ့အပေါ်ကနေပြီးတော့ကြာဒီမိုးကာရဲ့အပေါ်ကနေပြီးတော့ကြာဒီသဲလို့ဒီလွှတ်တော်မုံလို့အဲ့ဒါကိုနည်းနည်းလေးထူလေးဖြန့်ထားပေါ့ဗျာအဲ့ဖြန့်ပြီးတော့ကျွန်တော်တို့အုပ်ထားလိုက်လို့ရှိရင်နွားသားချင်မဲ့ရတယ်ပေါ့ဗျာတားနုတဲ့ချိန်မှာတော့သွားရိတ်လို့မရဘူးဟိုတား၆သွားတဲ့ချိန်မှာလည်းကျွန်တော်တို့ချင်မဲ့လှုပ်လို့မရဘူးအဲ့တော့ဘေးပြမှာပြောင်းမှုပင်ကိုချင်မဲ့လှုပ်လို့ကောင်းလဲဆိုတော့ဟိုတားကြီးလည်းမချောက်လုံးဘူးတားကြီးလည်းမစိုးလုံးတဲ့အရာပေါ့ဗျာအစိုးတဲ့ရာခိုင်တော့ကျွန်တော်တို့60 80ပတ်ဝန်းကျင်လောက်ရှိတဲ့အနေအထားမျိုးမှာကျွန်တော်တို့ရိတ်သိမ်းမှုအကောင်းဆုံးအချိန်ပဲဖူးတွေပါကျွန်တော်တို့ဆင်းရမှာเนาะကျွန်တော်တို့တချို့ကအဖူးတွေကိုကျွန်တော်တို့နွားမကြွေးကျင်ကြဘူးပေါ့ဗျာမျိုးအတွက်ပြန်ထားခြင်းတယ်အမှန်တကယ်ကအဖူးကမှကျွန်တော်တို့စီနစ်ပါတာအဖူးကိုတခါတည်းဆက်နဲ့ဆင်းပြီးတော့ကျွန်တော်တို့တိတ်ရမှာဖြစ်ပါတယ်ကိုကြီးကျွန်တော်ဘာထည့်ရမှာလဲတင်လဲရထည့်ရမှာလားအစားထည့်ရမှာလားကျွန်တော်အမျိုးမျိုးလာမိကြတယ်ကျွန်တော်ကတော့လုံးဝရှင်းတယ်ကျွန်တော်ကတော့လုံးဝမထည့်ပါဘူးဘာမှမထည့်ပဲနဲ့ချင်မဲ့တိတ်တာဖြစ်ပါတယ်